တနေ့တာကိုငါဘယ်လိုကုန်ခဲ့သလဲငါကုန်တာဟာအရှုံးနဲ့လားအမြတ်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမြတ်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ဘဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားအသုံးပြုဖြစ်လိုက်တာအကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါတော့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကြတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူးရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဝိသခာเจ้าအမကြီးကခေါ်တယ်အဟောင်းစားနေတာလို့ခေါ်တယ်အဟောင်းစားနေအစ်စ်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုံသွားလို့ရှိရင်အစ်စ်နဲ့အစားမထိုးနိုင်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခနဲ့ကြုံရတယ်ပေါ့ဒါကြောင့်မို့ကိုယ်ဘဝကိုအကုသိုလ်တွေကများနေသလားသို့မဟုတ်ကုသိုလ်တွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသိုလ်တွေကများပြီဆိုရင်ဒီဘဝရှုံးပြီတာမှတ်ပြီကုသိုလ်တွေကများပြီဆိုမှအမြတ်ထွက်လိမ့်မယ်အေးကုသိုလ်တစ်ပိုင်းအကုသိုလ်တစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝမှာအကုသိုလ်ပါနေတယ်ဆိုလို့ရှိရင်လည်းအမြတ်မရှိပဲနဲ့လုံးနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်ဒါကြောင့်မို့ကုသိုလ်များများရမှဘဝဟာအမြတ်ထွက်နိုင်တယ်ပေါ့မြတ်စွာဘုရားကဒါကိုတက်ခိုင်းတယ်